Minglawa no Minglawa mai sanai Minglawa no Di cái này à chúng ta rồi nó sang ngã ye October là nó thông nó sẽ lên này phía bà đấy chúng ta rồi live bỏ nó lên nghe là trên chóc sẽ nhau phía bà đấy nó trên chóc sẽ mình nể rồi nó đi cái này biểu bộ bỏ cáo sinh được khu duy thà ra cả tế chậu nhiều cả bỏ cirrhosis of liver bỏ nó để cho lấy liver cirrhosis được biểu bà đấy rồi bây cái là cả chúng ta tế yoga တွေအကြောင်းပြောခဲ့တယ်အသေး yoga တွေရဲ့နောက်ဆက်တွဲပေါ့နော်ဒီအသေး6 yoga ဆိုတာအဲ့တော့ဒေါခင်အုံးမြင့်ရေမင်္ဂလာပါမတ်တက်တက်ချုံမင်္ဂလာပါနော်ခင်နန္ဒီတဲ့မင်္ဂလာပါနော်မယူမော်လည်းမင်္ဂလာပါနှင်းနှင်းခိုင်ရေမင်္ဂလာပါနော်အဲ့တော့ကျမပေါ့နော်ဒီအသေး6 yoga ကိုဘာလို့ရွေးလဲဆိုတော့တိတ်မကြခင်ကကလေးတယောက်ပေါ့နော်အသေးယောဂဓမ္မတယောက်ကျမနဲ့လာပြီးတော့ဆွေးနွေးတယ်တိတ်မကြပါဘူးဆုံးသွားတယ်ပေါ့နော်အဲ့ဒါနဲ့တေးသေးချာချာပေါ့နော်အသေး6တဲ့လူတွေအသေး6ကနေအသေးကင်ဆာချင်းရွှစ်သွားတော့ပေါ့ချင်းရွှစ်ပြီးတော့ဘယ်တော့မှတော့မနေရပါဘူးဆုံးသွားတာလေအဲ့တော့အသေး6တယ်ဆိုတာဘာလဲပေါ့နော်အသေး6တယ်ဆိုတာဘာလဲလို့မပြောခင်ကျမတို့အသေးကနော်အသေးကဘာလေးလုတ်ပေးလဲဆိုတာလေအရင်ကျမပြောပြချင်ပါတယ်နော်ကျမတို့ခန္ဓာကိုယ်မှာအသေးကအဓိကတော့ခန္ဓာကိုယ်တွေကိုဝင်လာတဲ့အစိတ်တောက်တွေပေါ့နော် toxin တွေလို့လည်းခေါ်တယ် waste product လို့လည်းခေါ်တယ် by product လို့လည်းခေါ်တယ်အဲ့ဒါတွေကိုသူကဖယ်ထုတ်ပေးတဲ့အလုပ်တာရှင့်နော်အဲ့တော့အသေးရဲ့ normal function ကိုပြောတာเนาะကျွန်တော်တို့ခန္ဓာကိုယ်ကြီးပါနောက်တစ်ခုကmaintain the healthy blood sugar level ခန္ဓာကိုယ်မှာရှိတဲ့เนาะသွေးကြားဓာတ်တွေကိုလည်းသူကเนาะ healthy blood sugar level ဆိုတော့ကျန်းမာတဲ့ကြားဓာတ် level ကိုသူက maintain လုပ်ပေးတယ်အာနိသင်ရှိတယ်ဒီအသေးမကောင်းရင်တော့ဒါတွေအကုန်ပြတ်မှာနောက်တစ်ခုက regulate the blood clotting တဲ့เนาะအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့သွေးခဲတဲ့ဖြစ်စဉ်ပေါ့နော်သွေးခဲစေတဲ့ဓာတ်တွေကဘယ်ထဲမှာသွားပြီးတော့လောက်တာလဲဆိုတော့အသေးထဲမှာဘာရဲ့အကူအညီနဲ့လဲဆိုဗီတာမင် K ရဲ့အကူအညီနဲ့ကျွန်တော်တို့အသေးထဲမှာဗီတာမင်တွေကိုတိုးလောင်တဲ့အခါမှာ fat soluble vitamin လို့ခေါ်တဲ့ ADEK ကိုတိုးလောင်တာအဲ့ဒီထဲကဗီတာမင် K ကနေပြီးတော့နော်ဒီ blood clotting ဟိုဒီအသေးရနေပြီးတော့လုပ်ပေးတာဖြစ်တယ်နောက်အရေးကြီးတဲ့တစ်ခုကဘာလဲဆိုတော့ albumin production เนาะ albumin ဆိုတဲ့ protein ထဲမှာပါတဲ့ဓာတ်တစ်မျိုးကိုထုတ်လုပ်ပေးတဲ့အာနိသင်ရှိတဲ့အသေးမှာနောက်တစ်ခုက bile production အဲ့ဒါတော့ပို့တော့အရေးကြီးသေးတယ်အသေးချေရည်လို့ခေါ်တာပေါ့ဗမာလိုသေးချေရည်လို့ခေါ်တယ်အသေးတွေကနေပြီးတော့မှဒီသေးချေအိတ်ကနေပြီးတော့မှသူကဘာလို့လုပ်ပေးတာလဲဆိုတော့အဆီတွေကိုခြေဖြတ်ဖို့အတွက်เนาะ small intestine ထဲမှာရှိတဲ့ရောက်လာတဲ့ကျွန်တော်တို့စားလိုက်တဲ့အဆီတွေကိုသူကခြေဖြတ်တဲ့အာနိသင်ကိုဒီဘိုင်းတွေကလုတ်ပေးပါတယ်เนาะတေးကြီးရည်တွေကလုတ်ပေးတယ်အဲ့ဒါအရင်အရေးကြီးတယ်เนาะနောက်တစ်ခုကခြေလဲဒီအသေးထဲမှာရောက်အသေးတွေကဒီထုတ်လုပ်ပေးတဲ့တေးကြီးရည်ကအဆီတွေကိုခြေဖြတ်ရုံနဲ့မကအောင်သူကwell absorb ဖြစ်အောင်လို့เนาะကောင်းကောင်းမွန်ဆုပ်ယူနိုင်အောင်လို့လေအသေးရနေပြီးတော့လုပ်ပေးပါတယ်เนาะအသေးရနေထုတ်လုပ်ပေးပါတယ်နောက်တစ်ခုက filter blood လေเนาะဒါကတော့ခုနကကျွန်မပြောပြီးသားပါเนาะ remove toxin ဆိုတာဒီခန္ဓာကိုယ်တွေကိုအစိတ်တောက်တွေပေါ့အစိတ်တောက်တွေဆိုတာအဓိကပါအစိတ်တောက်ဆိုတာအရက်ပေါ့เนาะနောက်အစိတ်တောက်ကပါလဲဆိုဆေးတွေပေါ့အင်္ဂလိပ်ဆေးတွေเนาะအင်္ဂလိပ်ဆေးတွေတာရှည်စားရတဲ့လူတွေအသေးမှာအစိတ်တောက်ဖြစ်တာအဲ့ဒီလိုတွေကိုလည်းသူက filter လုပ်ပေးတဲ့အာနိသင်ရှိတယ်နောက်တစ်ခုက regulate the amino acid တွေကျမတို့ protein တွေစားတဲ့အခါမှာအဓိကပါလဲဆို amino acid တွေပါဒီ amino acid တွေကိုလည်းထိန်းချုပ်ပေးနိုင်တဲ့အာနိသင်အသေးကလုပ်ပေးတယ်နောက်တစ်ခုကခုနပြောပြီးသားเนาะ blood clotting ကိုလုပ်ပေးတယ်နောက်ဆုံးတစ်ချက်ကတော့ store vitamin C ကို storage လုပ်ပေးတာအဲ့ဒါဘာဖြစ်အဲ့တော့အသေးရဲ့လှုပ်ဆောင်ချက်တွေကတော့ဒီလောက်နဲ့ပါပဲเนาะ
ကျမဒီနေ့ကောင်းစဉ်ကတော့အသေး6တာပေါ့အသေး6ယောဂါပေါ့ cirrhosis of liver ပေါ့ cirrhosis ဆိုတာဘာလဲเนาะ cirrhosis နဲ့လူတွေပြောကြတာ cirrhosis ဆိုတာဘာလဲဆိုတော့ကျမတို့ခန္ဓာကိုယ်မှာရှိတဲ့ပေါ့နော်အသေးရဲ့ normal အသေး cells တွေနေရာမှာလေscar tissue ဆိုတာဘာအမာရွတ်တွေပေါ့နော်အမာရွတ်တွေနဲ့ဘယ်လိုခေါ်လဲဟိုပေါ့ normal cells တွေနေရာမှာသူကအမာရွတ်တွေဖုံးလွှမ်းသွားတာဒါအသေးမျက်နှာပြင်တစ်ခုလုံးအသေးတစ်ခုလုံးမှာပေါ့အဲ့ဒါက permanent damage ပဲတဲ့เนาะအမြဲတမ်းဘယ်လိုခေါ်လဲအသေး cells ကိုဖျက်ဆီးလိုက်တဲ့အခြေအနေတစ်ခုကို cirrhosis လို့ခေါ်တာဒါဗမာလိုကျွန်မစူးစမ်းပြီးပြန်ပေးတာပေါ့เนาะပုံမှန်ဆိုလို့ရှိရင်เนาะလေဒီ scar tissue တွေကเนาะအသေး cells တွေနေရာမှာ replace လုပ်လိုက်တာနေရာယူလိုက်တဲ့အခါကျရင်เนาะအသေးရဲ့ normal function တွေကိုလည်းသွားပြီးတော့ထိခိုက်စေတဲ့အာနိသင်ရှိတာပေါ့เนาะဒီအသေး6သွားတဲ့လူတွေမှာပုံမှန်လို့ခုနကကျွန်မပြောတဲ့ကိစ္စတွေဘာတော်တော်များများမလုပ်နိုင်တော့blood clotting တွေမလုပ်နိုင်တော့ဘူး bile product တွေမထုတ်လုပ်နိုင်တော့ဘူးအသေးပြတ်သွားမယ်ဆိုလို့ရှိရင်เนาะအဲ့တော့သွေးယိုစီးမှုတွေဖြစ်တယ်တို့ဟလားဒါမျိုးတွေပေါ့သူ function တွေကိုသိတယ်ဆိုလို့ရှိရင်ဒါအသေး6သွားပြီဆိုလို့ရှိရင်ဒီလိုအခြေအနေတစ်ခုเนาะ normal function တွေလုံးဝမလုပ်နိုင်တော့ဘူးเนาะအဲ့တော့ဒီ scar tissue တွေကတဲ့ဘယ်လိုဖြစ်လာလဲဆိုတော့အမာရွတ်တွေပေါ့အမာရွတ် tissue တွေကဘာဖြစ်လာလဲဆိုတော့ blood flow တွေကိုလေသူကပိတ်ဆို့လိုက်တာเนาะ block the flow of the blood through the liver လေเนาะဒါကြောင့်မို့လို့လေเนาะတဖြည်းဖြည်းနဲ့ blood flow ကိုသူက block လုပ်လိုက်တဲ့အတွက်ကြောင့်ပိုပြီးတော့ကြာလေပိုပြီးတော့ဆိုးလေဖြစ်တာเนาะအဲ့တော့ဘယ်လောက်ထိ cirrhosis of liver အသေး6တဲ့ယောဂါကဖြစ်တယ်လဲဆိုလို့ရှိရင်တဲ့အမေရိကလိုနေရာမှာ USA လိုနိုင်ငံမျိုးမှာလူ400မှာ1ယောက်ကတော့အသေး6တယ်เนาะအသေး6တာကဘယ်လိုခေါ်လဲလူတော်တော်များများက early cirrhosis ကိုလူတွေကတော်တော်များများမသိကြဘူး။ဘာကြောင့်လဲဆိုတော့ early cirrhosis မှာsign and symptoms တွေလုံးဝမပြဘူးเนาะကိုသိတဲ့အချိန်မှာဒီ cirrhosis ကနည်းနည်းနောက်ကျသွားပြီပေါ့เนาะနောက်ကျသွားတာဖြစ်တဲ့အတွက်ကြောင့် early cirrhosis ဆိုတာကိုလူတော်တော်များများမသိလိုက်ဘူးမသိလိုက်တဲ့အတွက်ကြောင့်သိလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဘာဖြစ်နေဆိုနောက်ကျသွားတယ်เนาะlate stage ရောက်သွားတာပေါ့เนาะအသေး6တဲ့ဟာအဲ့တော့လက္ခဏာတွေအနေနဲ့ဘယ်လိုလက္ခဏာတွေပြမလဲဆိုတော့လေ feeling tired and weak လေเนาะမောတယ်အားနေတယ်နောက်တစ်ခုက itching နဲ့ itching ဆိုတာရားတာအရေပြားတွေရားအသေး6တဲ့လူတွေကအရေပြားတွေရားတယ်တဲ့လားเนาะနောက်တစ်ခုက poor appetite လေဘာလဲဆိုတော့အစားတောက်ပြတ်တယ်အသေး6တဲ့လူတွေကနောက်တစ်ခုကကြတော့ losing weight လေwithout trying ဘာမှမလုပ်ဖ ೇನೆ ဘူး weight loss ဖြစ်တာပိန်သွားတာပေါ့เนาะနောက်တစ်ခုက nausea vomiting ပြုတ်ရင်ပြုတ်ပဲအန်ပဲအဓိက mild pain on the discomfort over the liver လေเนาะအသေးရှိတဲ့နေရာပေါ့เนาะကျွန်တော်တို့တော့ right hypochondrial လို့ခေါ်တဲ့နေရာမှာone bite ရဲ့အညာဘက်ပိုင်းအပေါ်ဘက်နေရာမှာသူကdiscomfort ဆိုတာနေရတာမတက်မတာခံစားချက်မျိုးဖြစ်တယ်နောက်တစ်ခုကအရန်အရေးကြီး muscle loss ဖြစ်တာကြွက်သားလေးတွေသေးရွာပိန်သွားတာအသေး6တဲ့လူတွေကြည့်လိုက်ပိန်လေးတွေเนาะလက်မောင်းကြွက်သားလေးတွေဘာလေးတွေကြည့်သူတို့မှာကြွက်သားတွေဆုံးရှုံးသွားတာပေါ့เนาะနောက်တစ်ခုက muscle cramps ဒါကတော့ကြွက်သားတွေမှာအမြဲတမ်းကြွက်တက်တယ်လို့ကြိုက်တယ်လို့เนาะအမြဲတမ်းသူတို့ခံစားရတယ်နောက်ပြီးတော့ sexual problem เนาะဒီ sexual နဲ့ပတ်သက်လို့ဘာမှသူတို့တော်တော်များများမစွမ်းဆောင်နိုင်တော့ဘူးပေါ့เนาะဒါကတော့ဒါလူတွေမြင်သာတဲ့လက္ခဏာပေါ့เนาะနည်းနည်းလေးပေါ့เนาะသူကပို့ပြီးတော့ဆိုးလာမယ်ဆိုလို့ရှိရင်เนาะလေဘာတွေဖြစ်လာမလဲဆိုလို့ရှိရင်တဲ့ပို့ဆိုးလာတဲ့အခြေအနေတစ်ခုမှဆိုရင်เนาะလေ bruising and bleeding easily လေ bruising ဆိုတာထိလိုက်တာနဲ့အရေပြားတွေကညိုသွားတယ်၊ကွက်သွားတယ်เนาะ bleeding easily ဆိုတော့သွေးထွက်တာလေအလွယ်တကူနဲ့ထွက်တယ်နောက်တစ်ခုက confusion ဆိုတာစိတ်ရှစ်ထွေးတာပေါ့เนาะ
difficult thinking ဆိုတာဒီစဉ်းစားတာတွေတွေးခေါ်တာတွေလည်းခက်ခဲလာတယ်သူတို့တွေမှာ memory loss လူတွေကိုလည်းမမှတ်မိတော့ဘူးเนาะ personality changes တော်တော်များများကိုเนาะအသေး6တဲ့လူတွေကသူတို့ကိုကြည်ရတာဘယ်လိုခေါ်လဲသူဘယ်လိုခေါ်လဲ personality changes ဆိုတော့သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေကပြောင်းအရင်လိုပုံစံလုံးဝမဟုတ်တော့ဘူးဒါမှမဟုတ်ရင်လည်း sleep disorders လို့ခေါ်တဲ့အိတ်တဲ့အခါမှာလည်းသူတို့များတော့ပြင်အိတ်မပြောကြအောင်ဒီအသေး6တဲ့လူတွေကလေเนาะနောက်တစ်ခုကတော့လေ internal bleeding တွေရနိုင်တယ်လေ internal bleeding ဆိုတာအဆင့်တစ်ခုရောက်သွားပြီပေါ့เนาะဒါကတော့တော်တော်ဆိုးတဲ့အဆင့်တစ်ခုရောက်ပြီဆိုလို့ရှိရင်တော့သူတို့ရဲ့enlarged vein တွေကသွေးပြန်ကြောတွေကပေါက်ထွက်ပြီးတော့ပေါ့เนาะ internal bleeding ဆိုတော့အစာအိမ်မှာသွေးကြောပေါက်တယ်အစာရည်မျိုးမှာသွေးကြောပေါက်တယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့esophageal varices လို့ခေါ်တယ်ရှင်เนาะအစာအိမ်ကနေလည်းသွေးကြောပေါက်တယ်အစာရည်မျိုးကနေရောက်တော့အပြင်အစာရည်မျိုးကနေသွေးကြောပေါက်တယ်ဒါသွေးကြောပေါက်တဲ့အခါမှာတချို့သွေးတွေကအပြင်ကိုအန်ထွက်လာတယ်တချို့တွေကမအန်ထွက်နိုင်เนาะအောက်ဘက်ကိုလှည့်သွားလို့ရှိရင်တော့ဘယ်လိုခေါ်လဲသူတို့ blackberry stew တို့မျိုးသူတို့သွားတာပေါ့เนาะကတ်တရားရောင်ဝင်းမဲမဲတွေသွားတာပေါ့နောက်တစ်ခုကကြတော့ swelling in the lower legs เนาะအဲ့ဒါပါလဲဆိုတော့ကျမတို့သူတို့ရဲ့ခန္ဓာကိုယ်ရဲ့ခြေထောက်တွေမှာပေါ့เนาะအဒီမာတွေရလာတာเนาะဘယ်လိုခေါ်လဲဖောလာတာပေါ့เนาะဖောလာမယ်ဘိုက်မှာဖောလို့ရှိရင်ကျမတို့ဘာခေါ်လဲဆိုတော့ ascites လို့ခေါ်တယ်ခြေထောက်မှာခြေထောက်တွေเนาะခြေချင်းဝတ်တွေခြေသလုံးတွေမှာဖောလာတာကိုကြတော့အဒီမာလို့ခေါ်တယ်เนาะခေါ်တာမတူဘူးเนาะနောက်တစ်ခုကပြင်းပြင်းထန်ထန် severe itchy skin เนาะအရမ်းရာသူတို့ကုတ်နေကြအရေပြားတွေကိုเนาะဘာကြောင့်လဲဆိုတော့ကျမတို့အသေးပြက်သွားတဲ့လူတွေကbilirubin ဆိုတဲ့ဓာတ်ကအများကြီးထွက်လာတဲ့အတွက်ကြောင့်ဒီ bilirubin နဲ့ပတ်သက်တဲ့အစိတ်အတောက်တွေကအရေပြားမှာလာပြီးတော့เนาะရားတဲ့ခံစားချက်မျိုးပေါ့เนาะကုတ်နေရတာသူတို့ကြည့်လို့ရှိရင်နောက်တစ်ခုက darkening of the color of the urine နဲ့ဒါပါလဲဆိုတော့စီးသွားတဲ့အခါမှာအရောင်ရင်းရင်တွေပဲသွားတယ်เนาะနောက်တစ်ခုကကြတော့ jaundice ပေါ့အရန်အရေးကြီးတယ်เนาะမျက်လုံးကိုသူတို့ကြည့်လိုက်လို့ရှိရင်တော့အသေးရောင်အတဝါပေါ့เนาะ jaundice ကိုတွေ့နေဒါတော်တော်ဆိုးတဲ့အခြေအနေမှာเนาะအဲ့တော့ဘာကြောင့်ဖြစ်တာလဲပေါ့เนาะ causes ပေါ့เนาะအသေးဘာကြောင့်6တာလဲပေါ့ဘာလို့6တာလဲဆိုတော့အဓိကတော့လေ most common cause of cirrhosis ဟာလေ alcohol မှာအရက်ကြောင့်ပါလေเนาะalcohol associated liver disease တွေလေเนาะအဲ့ဒါဘာလဲဆိုတော့အရက်ကိုအလွန်အကျွံတောက်တဲ့လူတွေမှာများတော့ပြင်အသေး6သွားတာပေါ့เนาะနောက်တစ်ခုကအဲ့ build up of fat in the liver လေအသေးထဲမှာအဆီတွေအရမ်းများနေတဲ့ယောဂတစ်မျိုးအဲ့ဒါကတော့ non alcoholic fatty liver disease လို့ခေါ်တယ်အရက်တောက်လို့ဖြစ်တာမဟုတ်ဘူးအသေးထဲမှာအဆီတွေအရမ်းများနေလို့ဖြစ်တဲ့ယောဂတစ်မျိုးပေါ့เนาะများတော့အဖြစ်တဲ့ဘယ်လိုလူမျိုးတွေမှာဖြစ်တယ်ဆိုတော့ overweight တွေအဝလွန်တဲ့လူတွေနဲ့သူကဆက်ဆက်မှုရှိတယ်သူများတော့အဖြစ်ကျွန်မပြောနေတဲ့ metabolic syndrome ပေါ့เนาะ metabolic syndrome ဖြစ်တဲ့လူတွေဒါမှမဟုတ်ရင်လည်း type 2 diabetes ရှိတဲ့လူတွေမှာဒီအသေးထဲမှာအဆီတွေပေါ့เนาะများနေတယ်เนาะအဲ့ဒီလိုမျိုးကြောင့်လဲအသေး6သွားနိုင်တယ်နောက်တစ်ခုကတော့ကျမတို့ chronic infection တွေเนาะအဲ့ဒါဘာလဲဆိုတော့ကျမတို့ခေတ်စားတဲ့ hepatitis C ပေါ့เนาะ hepatitis C တို့ hepatitis B တို့ပေါ့เนาะကျမပြီးခဲ့တဲ့ပြောခဲ့တဲ့ B ပိုးနဲ့ C ပိုးပေါ့เนาะဒီအသေးရောင်အတဝါ B ပိုးနဲ့ C ပိုးတွေကြောင့်လည်းဘာဖြစ်လဲအသေး6သွားနိုင်တယ် complication အနေနဲ့ပေါ့เนาะအဲ့တော့ကျမတို့ less common cause လည်းရှိသေးတယ်ရှင်နည်းနည်းတော့တွေ့ရခဲ့တယ်အဲ့ဒါတော့ autoimmune hepatitis တွေเนาะနောက်တစ်ခုကကြတော့เนาะဘယ်လိုခေါ်လဲprimary biliary disease တွေအဲ့ဒါ cholangitis တို့ဘာလို့เนาะcholangitis ဆိုတာဒီတဲချေအိတ်ရောင်တဲ့ယောဂတွေပေါ့เนาะအဲ့ဒါတွေမှာလည်းဘယ်လိုခေါ်လဲအသေး6တာမျိုးကိုခံစားရတယ်ဒါပေမဲ့သူကတော့နည်းနည်းဖြစ်ခဲတဲ့အနေအထားမျိုးပေါ့เนาะအဲ့တော့ကျွန်တော်တို့အနေနဲ့ staging တွေရှိတယ်ရှင်เนาะအသေး6တယ်ဆိုတာ staging တွေအများကြီးပဲရှိတယ် staging မှာ number 1 stage ပါလဲဆိုတော့အငြင်းတစ်ခုခုရောင်တယ်ဆိုကျွန်တော်တို့ခန္ဓာကိုယ်ကြီးကဘာဖြစ်လာဆို inflammation ဆိုတဲ့ stage ပဲ number 1က
ရောင်ရမ်းခြင်းဆိုတဲ့အဆင့်ဟာနံပါတ်1 stage ဖြစ်တယ်နောက် stage ကြတော့ scarring ဖြစ်လာတာပထမမှာအသေးရောက်ပဲရောင်ပြီးပြီဘာဖြစ်သွားမလဲခုနပြောတဲ့အမာရွတ်တွေ scarring တွေဖုံးသွားတာပေါ့နော်နည်းနည်းလေးဖုံးမယ်များဖုံးမယ်scarring တွေဖြစ်တာကိုဘာလို့ခေါ်လဲဆိုတော့ကျွန်တော်တို့အင်္ဂလိပ်အခေါ်အနေနဲ့ fibrosis ဖြစ်တယ်လို့ခေါ်တယ်နော်အဲ့ဒါဒုတိယ stage ပေါ့နော်တတိယ stage ကျတော့ cirrhosis ဖြစ်သွားပြီလုံးဝကိုအသေးဘယ်လိုခေါ်လဲအမာရွတ်တွေနဲ့အကုန်လုံးအသေးမျက်နှာပြင်တစ်ခုလုံးအမာရွတ်တွေဖြစ်သွားပြီနော်အဲ့လိုအမာရွတ်တွေဖြစ်သွားတဲ့အခါကျရင်ဘယ်လိုခေါ်လဲသူ့အလိုပြန်ပြီးတော့ကောင်းဖို့မလွယ်တော့เนาะ cannot heal itself เนาะအဲ့တော့တတိယအဆင့်ကြမှာအသေးချောက်တာတစ်ကပါလဲရောင်ရမ်းတာနံပါတ်2ကပါလဲ scarring ဖြစ်တာ scarring ဆိုတာအမာရွတ်တွေစပြီးတော့ဖြစ်တာเนาะတတိယအဆင့်ကြတော့မှ cirrhosis ဆိုပြီးတော့ stage 3 cirrhosis stage 4ကြတော့ liver failure ဝင်သွားပြီအသေးချောက်တာရဲ့နောက်ဆက်တွဲ liver failure ဝင်တာเนาะအသေးပြက်လာတာပေါ့အဲ့တော့တနည်းအားဖြင့် end stage liver disease လို့လည်းခေါ်ပါတယ်เนาะအဲ့တော့ပြောချင်တာကเนาะအဲ့ဒီ end stage liver disease ပါဆိုတော့ acute liver failure နဲ့ chronic liver failure ဆိုပြီးတော့ရုတ်တရက်ချက်ချင်းဖြစ်တဲ့ failure ရှိတယ်နာတာရှိအသေးပြက်နေတာမျိုးရှိတယ်เนาะနှစ်မျိုးခွဲထားတယ်stage 5ကကြတော့เนาะliver failure ဝင်သွားပြီဆိုလို့ရှိရင်တော့အသေးကင်ဆာကို change ဖြစ်သွားတာပဲเนาะရမ်းမြန်တယ်เนาะကျွန်မပြောတာကြာသေးတယ်เนาะလူနာတော်တော်များဆရာဝန်တွေစီရောက်ပြီဆိုရင်အသေး6တယ်သို့မဟုတ်အသေးကင်ဆာဖြစ်နေဒီလိုအဆင့်မျိုးကြမှာဆရာဝန်တွေစီကိုရောက်တာအဲ့ဒီအဆင့်မျိုးကြမှာပဲဖောလာတယ်လို့သွေးအန်တယ်လို့ဒါမျိုးတွေကပြတာ哦เนาะအဲ့တော့အဆင့်5 stage 5ကပါလဲ liver cancer ပဲเนาะအဲ့တော့အဲ့ဒီမှာကြတော့ကျမတို့ပေါ့เนาะဘယ်လိုခေါ်လဲဒီအဆင့်တွေကိုဖြတ်ဖို့ဆိုတာကလေinflammation အဆင့်မှာတော်တော်များမသိလိုက်ဘူးเนาะကိုဘယ်လိုခေါ်လဲသွေးစစ်တဲ့လူကျမကြီးစစ်ဆေးတဲ့လူတွေ ultrasound ရိုက်တာတို့ဘာတို့เนาะလုပ်ကြည့်တဲ့လူတွေမှသာသိတာအသေးစရောင်နေပြီเนาะအဲ့တော့ကျမတို့ဘာတွေလုပ်ဖို့လိုသလဲပေါ့เนาะเนาะဘလို့မျိုးကျမတို့အသေးကိုပေါ့เนาะပြန်ကောင်းအောင်ပေါ့เนาะလုပ်မယ်ဆိုလို့ရှိရင်ဘာတွေလုပ်ဖို့လိုသလဲလေဘာတွေလုပ်ဖို့လိုတာ how to make your liver healthy again နဲ့ပြန်ပြီးတော့အသေးချမ်းမာလာအောင်ဘလို့လုပ်ကြရင်ကောင်းမလဲပေါ့เนาะအဲ့ဒါအရေးကြီးတယ်သိလားเนาะနံပါတ်1ကပါလဲဆိုတော့ healthy maintain a healthy weight ကိုခန္ဓာကိုယ်အလေးချိန်ကိုကျန်းမာတဲ့လူတစ်ယောက်ရဲ့အလေးချိန် BMI normal ဖြစ်ရမယ်ကိုပြောချင်တာကတော့เนาะ maintain healthy BMI တဲ့เนาะဒါဒုတိယတစ်ချက်ကတော့ drink alcohol moderately အရက်တောက်ရင်တော့နည်းနည်းပဲတောက်တဲ့เนาะကျွန်တော်တို့ပြောတာရှိတယ် social drinking ဆိုတာ social drinking ပဲကောင်းပါတယ်2ပတ်လောက်3ပတ်လောက်တောက်တာမျိုးပေါ့เนาะဒါကတော့ drink alcohol moderately เนาะeat balanced diet လေအဲ့ဒါအရင်အရေးကြီးတယ်เนาะကျွန်တော်တို့နေ့တိုင်းစားနေတဲ့အစားအစာတွေမှာ balanced diet ဖြစ်ရလားအသီးအရွက်တွေဘယ်လောက်ပါလဲ vegetables စီဘယ်လောက်စားနေလဲအဲ့ဒါအရင်အရေးကြီးတယ်เนาะအသေးပြက်စေတဲ့ပစ္စည်းတွေအရင်စားနေသလားအဲ့ဒါကိုပြန်ပြီးတော့စမ်းစစ်ရမယ်နောက်တစ်ချက်က exercise regularly နောက်တစ်ခုကเนาะကျွန်တော်တို့ဆေးဝါးတွေပေါ့เนาะမသုံးတဲ့ဆေးဝါးတွေကို avoid the use of like illicit drugs เนาะမသုံးတဲ့ဆေးတွေပေါ့เนาะအဲ့လိုမျိုးတွေလည်းမသုံးပါနဲ့တဲ့เนาะget vaccinated เนาะဒါကြောင့်မလို့အသေးသမားတယောက်လာမယ်ဆိုလို့ရှိရင်အရက်တောက်လို့အသေး6တာလားပြီးဖို့စီဖို့ကြောင့်အသေး6တာလားပြီးဖို့စီဖို့ကြောင့်ဆိုကျမတို့ကပါလဲဆိုချက်ချင်းပဲပြီးဖို့စီဖို့ရှိမရှိကိုကျမတို့ကစစ်ရတာပေါ့เนาะစစ်ခိုင်းလိုက်တာပေါ့စစ်ခိုင်းလိုက်တယ်တကယ်လို့ပြီးဖို့မရှိဘူးဆိုချက်ချင်းပဲကျမတို့ကကောက်ွယ်စီထိုးခိုင်းတာပေါ့เนาะနောက်ဆုံးတစ်ခုကတော့ practice safe sex เนาะဒါကလည်းဒါအချက်တစ်ချက်ထဲမှာပါပါတယ်เนาะဘာကြောင့်များလဲเนาะအသေးအကျမ်းမာရေးကအရေးကြီးတာလေเนาะဘာကြောင့်အရေးကြီးလဲဆိုတော့ကျမတို့အသေးကအဓိကเนาะအစားအသောက်တွေဘာလုပ်ပေးတာလဲ processing လုပ်ပေးတယ်เนาะ
နောက်ပြီးတော့ bile ကိုထုတ်bile ဆိုတဲ့တိတ်ချေရည်ကိုထုတ်ပေးတယ်နောက်တစ်ခုက regulate blood sugar level ကို regulate လုပ်ပေးနိုင်တဲ့အတွက်ကြောင့်ကျမတို့ကအမြဲတမ်းကိုယ်အသေးကိုဘာဖြစ်လဲကျန်းမာအောင်လုပ်ထားဖို့အရန်အရေးကြီးပါတယ်เนาะအဲ့တော့ diagnosis အနေနဲ့ကျမတို့ဘယ်လိုလုပ်ကြမလဲပေါ့เนาะ diagnosis လူတယောက်အသေး6နေလားမ6နေလားပေါ့เนาะအဲ့ဒါကတော့ဘာလဲဆိုတော့ကျမတို့တွေလောက်ရမယ့်အချက်လေးတွေရှိပါတယ်เนาะ diagnosis အနေနဲ့တော့ blood test ပေါ့အလွယ်ကူဆုံးကတော့ blood test ပေါ့เนาะ blood test ကဘာလဲဆိုတော့ကျမတို့liver enzyme တွေကိုကျမတို့စစ်တာပဲเนาะ liver function test ပေါ့အဲ့ထဲမှာliver function test လုပ်လိုက်လို့တကယ်လို့ဒါ high level of liver enzyme နဲ့ ALT AST alkaline phosphatase ဒါတွေများနေမယ်เนาะခုနကျွန်မပြောတဲ့ bilirubin လို့ခေါ်တဲ့ဝါတဲ့ဓာတ်တွေပေါ့เนาะ high level of bilirubin နောက်တစ်ခုက low level of blood protein တွေ albumin တွေအရန်နေနေမယ်ဆိုလို့ရှိရင်တော့လေเนาะအဲ့ဒီလိုအဖြေမျိုးတွေ cirrhosis မှာရမယ်เนาะ enzyme တွေများနေမယ် bilirubin တွေများနေမယ်နောက်တစ်ခုက protein တွေ albumin တွေကအရန်နေနေမယ်เนาะခန္ဓာကိုယ်တွေကဘာကြောင့်လဲဆိုတော့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့အဓိကတော့blood protein က higher level of the blood protein ခေါ်လေเนาะimmunoglobulin လို့ခေါ်တယ် immunoglobulin တွေကများနေမယ်เนาะ blood protein ဖြစ်တဲ့ albumin တွေကတော့ခန္ဓာကိုယ်မှာနည်းနေမယ်နောက်တစ်ခုက complete blood count เนาะအဲ့ဒါကတော့ကျွန်တော်တို့ CP စစ်တာပဲအဲ့ဒါကိုစစ်ဆေးခြင်းအပြင် infection ရှိလား anemia ဖြစ်နေလားဒါတွေကိုကျွန်တော်တို့စစ်ဆေးကြည့်လို့ရတယ်ဒါမှမဟုတ်ရင်လည်း platelet တွေဘာတွေနည်းနေလားပေါ့เนาะအဲ့ဒါကိုကြည့်လို့ရတယ် complete picture လုပ်ရမယ်နံပါတ်1ကဘာလုပ်တာလဲ liver function test လုပ်တာ blood test တွေလုပ်တာနံပါတ်2က blood count ကိုစစ်တာနောက်တစ်ခုက test for viral infection နဲ့အကယ်လို့များကိုယ်စီမှာ hepatitis B or C ရှိနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာလုပ်ရမလဲ test လုပ်ကြည့်ရမယ်เนาะရှိမရှိပေါ့လေเนาะ C ကြောင့်လား B ကြောင့်လားဆိုတာကျွန်တော်တို့ B ဖို့ C ဖို့စစ်ကြည့်ရမယ်နောက်တစ်ခုကကျတော့ autoimmune liver condition တွေမှာကျ ANA စစ်တယ်တို့ SMA စစ်တယ်တို့เนาะ anti nuclear antibody ကိုစစ်တာများသောအားဖြင့်စစ်ပေးကြပါတယ်เนาะအဲ့ဒါမျိုးတွေစစ်ဖို့လိုတယ်နောက်တစ်ခုကတော့ imaging test ကဒီ cirrhosis liver ဟုတ်မဟုတ်ဆိုတာကျွန်တော်တို့နံပါတ်1ကတော့ ultrasound လုပ်ရမယ်နောက်ဒုတိယတစ်ချက်က MRI ရိုက်တာเนาะ MRI ရိုက်ကြည့်မယ်နောက်ဆုံးတစ်ချက် X-ray test ဒီမှာတော့CT ပေါ့เนาะ computer tomography scan ပေါ့เนาะအဲ့ဒါကို CT scan လို့ခေါ်တယ်เนาะCT scan လုပ်ကြည့်လို့ရှိရင်လည်းကျွန်တော်တို့အသေးချောင်းနေလားအသေးကင်ဆာဖြစ်နေလားဆိုတာကိုသေသေးချာချာကျွန်တော်တို့မြင်လို့ရတယ်နောက်တစ်ခုကတော့ elastography လို့ခေါ်တယ်တနည်းအားဖြင့် fibroscan လို့ခေါ်တယ်ဒီအသေးဌာနတွေမှာ fibroscan လုပ်ပြီးတော့စစ်ဆေးကြည့်လို့ရတယ်ကိုယ့်ရဲ့အသေးကဘယ်လောက်ထိချောင်းနေလဲဆိုတာကို fibroscan ကနေတစ်ဆင့်เนาะကျွန်တော်တို့စစ်ဆေးကြည့်လို့ရတယ်เนาะအဲ့ခါကျရင်တို့အဆင့်တွေတစ်ခုပြီးတစ်ခုရှိတာပေါ့လေเนาะဘယ်လိုအဆင့်နေနောက်ဆုံးတစ်ခု diagnosis ကတော့ liver biopsy ဒါတော့တော်တော်ရှားပါပါတယ်เนาะliver biopsy လုပ်ကြည့်တာမျိုးပေါ့เนาะအသေးဘယ်လောက်ထိချောင်းနေလဲဆိုတာကိုနောက်တစ်ခုကเนาะဒါဘယ်လို diagnosis ရအောင်လုပ်မလဲเนาะပြီးလို့ရှိရင်ကျွန်တော်တို့ complication ကဘာတွေလဲအသေး6ပြီးရင်နောက်တစ်ဆင့်ကဘာတွေဖြစ်သွားသလဲပေါ့เนาะ complication ကရန်အရေးကြီးတဲ့ complication ကเนาะတကယ်လို့ဒါ liver fail ဖြစ်သွားပြီဆိုလို့ရှိရင်เนาะ inflammation အဆင့်နေ scarring အဆင့်နေ cirrhosis အဆင့်နေလွန်သွားပြီဆိုလို့ရှိရင်တော့ဘာဖြစ်သွားလဲဆိုတော့end stage liver disease ဆိုတာဖြစ်တယ်ဖြစ်ပြီးတာလည်းဘာဖြစ်လာလဲ portal hypertension ဆိုတာဖြစ်တယ်เนาะ portal hypertension ဆိုတာဘာကိုပြောတာလဲဆိုတော့လေเนาะwhen the scar tissue in the liver slow the normal flow of blood လေအဲ့ကဘယ်လိုခေါ်လဲscar tissue တွေက blood flow ကိုပိတ်ဆို့စေတယ်နှေးစေတာပေါ့เนาะသွေးစီးဆင်းမှုအသေးထဲမှာရှိတဲ့သွေးစီးဆင်းမှုကိုနှေးစေတယ်အဲ့ခါကျရင်ဘာဖြစ်လာလဲဆိုတော့ high blood pressure in the portal vein portal vein ထဲမှာเนาะအသေးရဲ့အထူးကတဲ့ vein ထဲမှာ portal vein ဆိုတာရှိတယ်ဒီ portal vein ထဲမှာ pressure များလာတာကို portal hypertension လို့ခေါ်တယ်เนาะ portal hypertension လို့ခေါ်တယ်အဲ့ခါကျရင်ဘာတွေဖြစ်တယ်လဲဆိုလို့ရှိရင်တဲ့ portal hypertension ကဖြစ်လာပြီဆိုလို့ရှိရင်တဲ့ a fluid in the abdomen တဲ့เนาะ ascites နံပါတ်1က ascites ဖြစ်လာမယ်
အစိုက်တိဆိုဘိုက်ရေပြင်းဆွဲလာလို့ရှိရင်နောက်ဆက်တွဲကဘာဖြစ်လာလဲဆိုရင်serious infection တခုဖြစ်တယ်အဲ့ဒါပါလဲဆိုတော့ peritonitis ဆိုတဲ့ infection တခုဆက်ပြီးတော့ဖြစ်နိုင်တယ်နောက်တစ်ခုက swelling in the legs ခုနပြောတဲ့ ankle တို့ legs ဆိုမှာခြေချင်းဝတ်တွေခြေသလုံးတွေเนาะခြေမျက်စိတွေအဲ့ဒါတွေမှာဖောတာကိုဘာလို့ခေါ်လဲဆိုတော့ edema ဖြစ်တာကိုတွေ့နိုင်တယ်နောက်တစ်ခုကကြတော့ varices เนาะ enlarged vein called varices အဲ့ဒါကတော့ဘယ်နေရာမှာဖြစ်လဲဆိုတော့ varices ဆိုတာသွေးကြောကြီးကသွေးပြန်ကြောကြီးတွေကဖောင်းပြီးတော့ကားနေပြီးတော့တစ်ချိန်မှာပေါက်ထွက်သွားတဲ့အခါဘယ်နေရာတွေမှာဖြစ်လဲဆိုတော့အစာရည်မျိုး esophagus stomach เนาะအစာအိမ်နောက်တစ်ခုက intestine เนาะဥတွေထဲမှာဖြစ်တယ်အဲ့ခါကျရင်ဘာဖြစ်နိုင်လဲဆိုတော့လေ internal bleeding ဖြစ်နိုင်တယ် internal bleeding ဆိုတာသွေးတွေကအထက်ခန္ဓာကိုယ်အတွင်းထဲမှာအစာအိမ်ထဲမှာဒါမှမဟုတ်လဲဥထဲမှာပေါ့နော်စိတ်ထွက်ပြီးတော့တိတ်များလာတယ်အပေါ်ဘက်နဲ့လီးလို့ရှိရင်တော့အပေါ်ဘက်မှာအန်ထုတ်လိုက်တာပေါ့အဲ့လိုအန်နာလေးဘလောက်ထိဆိုးဆိုးဝါးဝါအန်နာကိုလေကျွန်မတွေးခဲ့ဘူးတလဲဆိုတော့လေချန်ချောင်းအိတ်တစ်လုံးလောက်အန်နာရှိတစ်ပလေးအန်နာမဟုတ်ဘူးနော်ထွေးကန်လေးတစ်လုံးလို့စီကွက်လေးတစ်လုံးအန်နာမဟုတ်ဘူးကြံကြောင်းအိတ်လောက်ကြီးနေကိုအန်ချကြောက်စရာကောင်းတော့အန်နာနော်အဲ့တော့ဒီ internal bleeding တွေကတော့အထဲထဲက vein တွေဘာဖြစ်သွားလဲ burst ဖြစ်သွားပေါက်ထွက်သွားတယ်နော်နောက်တစ်ခုကကြတော့confusion ကျွန်မခုနပြောတဲ့နော်ဒီအသေးရထွက်လာတဲ့အစိတ်တောက်တွေကဘယ်ကိုရောက်သွားတယ်ဆိုတော့အုံနောက် cells ကိုရောက်သွားတဲ့အခါမှာ encephalopathy နော် encephalopathy လို့ခေါ်တဲ့အုံနောက်ရောင်လာတာပေါ့ရောင်လာတဲ့အခါကျရင် difficult in thinking တွေးတာတွေမမှန်တော့ confusion เนาะစိတ်တွေရှုပ်ထွေးနေမယ်ဝေဝါးနေမယ်လူတွေကိုလည်းသိပ်ပြီးတော့မမှတ်မိတော့ဘူးเนาะအဲ့ဒါကို hepatic encephalopathy stage လို့ခေါ်တယ်เนาะနောက်တစ်ခုက infection เนาะဒီ complication တွေထဲမှာเนาะinfection ကတော့ bacterial infection တွေများသောအားဖြင့်ရတတ်တယ် urinary tract infection တို့ pneumonia တို့ရတတ်တယ်အသိမကောင်းတဲ့လူတွေကเนาะနောက်တစ်ခုကကြတော့နောက် complication ကတော့ကျွန်မပြောနေတဲ့ liver cancer ပဲ cirrhosis ကနေပြီးတော့ဘာဖြစ်သွားတာလဲအသည်း cancer ကိုပြောင်းသွားတာအရှမ်းမြန်တယ်နော်ဘယ်လိုပြောင်းတော့မှတော့မသိလိုက်ဘူးမြန်တာမှအသည်း6နေတဲ့ early cirrhosis လို့ပဲသူကိုယ်သူသိတဲ့လူတစ်ယောက်ကနောက်တစ်ချိန်ဆရာဝန်သွားလိုက်တဲ့အခါမှာအသည်း cancer ဖြစ်တယ်အသည်း cancer တော့မှဥပမာဖြင့်အကျိတ်တွေကနှလုံး3လုံးအဲ့လိုမျိုးတွေဖြစ်တာเนาะရမ်းမြန်တယ်เนาะအသေးကင်ဆာတွေက other complication တွေကတော့လေเนาะအယိုးတွေပွာလာတာတို့ဘာလို့ဒါတော့ရှားပါပါတယ်เนาะ gallstone ဖြစ်လာတာတို့ဒါမျိုးတွေပေါ့เนาะနောက်ပြီးတော့အစာတွေဘိုင်းကိုသေချာမထုတ်လုပ်နိုင်တော့တဲ့အခါကျရင် malabsorption အစာတွေကိုစုပ်ယူတာခက်တယ် malnutrition เนาะပို့ပြီးတော့ပိန်လာတယ်နောက် bleeding easily ဆိုတာသွေးထွက်ဖို့ဥပမာပြင်သွားတိုက်လိုက်တာနဲ့တဖုံးကသွေးယူတယ်ဒါမျိုးပေါ့နော်သွားကြထိုးရတဲ့ထိုးလိုက်တာနဲ့သွားကြကနေသွေးထွက်တယ်နောက်ပြီးတော့ချော်လဲဖို့လွယ်တယ်ဒါမျိုးတွေပေါ့နော်type 2 diabetes ဖြစ်ဖို့လဲဒီ cirrhosis ဖြစ်တဲ့လူတွေမှာအသေးမကောင်းလို့ရှိရင်နောက်ဆက်တွဲဖြစ်တဲ့ကိစ္စတွေကအများကြီးပဲ complication อ่ะเนาะကြောက်စရာအရန်ကောင်းလို့ဒါကျွန်မဒီ topic ကိုပေါ့နော်ပြောပြတာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်မတို့ complication အနေနဲ့လည်းကျွန်မပြောပြပြီးပြီပေါ့နော်ပြောပြပြီးပြီဆိုတော့ကျွန်မတို့ဘလို့အစားအစာတွေကိုစားရင်ပေါ့နော်ဘလို့အစားအစာတွေကိုစားလို့ရှိရင်ကျွန်မတို့အသေးရဲ့ကျမကြီးအတွက်ကောင်းမယ်ဆိုတာလေးလည်းနည်းနည်းတော့ပြောပြခဲ့ကြပါတယ်เนาะဒါကျွန်မတို့လုပ်လို့ရတာခုနပြောတာပါအရက်ကိုရှော့တောက်တာလေ့ကျင့်ခန်းလုပ်တာ balance diet စားတာเนาะဘလို့အစားအစာတွေကကိုယ့်ရဲ့အသေးကျန်းမာဖို့အတွက်เนาะထောက်ပံ့ပေးနိုင်လဲဆိုတာနံပါတ်1ကတော့လေ grapes and เนาะ berries တဲ့เนาะ blueberry เนาะကျွန်မရပါတယ်ဒီ marketplace တို့ပါတော့မှာเนาะ blueberry ဆို grapes เนาะကျွန်မတို့grape seeds so grape juice တို့တပြက်သီးဖြော်ရည်တို့တပြက်သီးအဆီတို့เนาะ berries အဲ့ဒါတွေအားလုံးမှာလေ antioxidant rich in antioxidant တဲ့သူကလေဒီဓာတ်တွေကဘာလို့ပေးတာလဲဆို antioxidant တွေ reduce the inflammation เนาะဒါကြောင့်မလို့ prevent further liver damage ကိုကာကွယ်ပေးနိုင်တယ်เนาะတပြက်သီးနဲ့ berries အုပ်စုလေးနံပါတ်2ကတော့လွယ်ပါတယ်เนาะ garlic
garlic ဆိုတော့ပါလေကြက်သွန်ဖြူပေါ့နော်ကြက်သွန်ဖြူကလည်း effective in reducing and maintain your body weight လေခန္ဓာကိုယ်ရဲ့ body weight ကိုထိန်းထားပေးနိုင်တယ် especially beneficial to people who are suffering from non-alcoholic fatty liver disease เนาะအရက်တောက်လို့ဖြစ်တဲ့အသေးချောက်တာမဟုတ်ဘူးအခြားအကြောင်းအဝလွန်လို့ဖြစ်တဲ့လူတွေအတွက်ပေါ့เนาะဒါ garlic ကလည်းကျွန်တော်တို့ကိုယ်ကအားကိုလည်းတိုးစေတဲ့ antioxidant နဲ့ဖြစ်တဲ့ရက်သွန်ဖြူเนาะ2 တက် 3 တက်လောက်စားပေးရမှာပေါ့เนาะနောက်တစ်ခါ green tea ဒါ green tea ကလည်း super food ထဲမှာပါတယ် rich in antioxidant เนาะနောက်တစ်မျိုးကကြတော့ပါလဲဆိုတော့ပေါ့coffee လေ coffee ဆိုတော့ဘာပဲဖြစ်နော် consuming coffee ရလဲ protect the liver against fatty liver changes ဖြစ်တာကိုကာကွယ်ပေးနိုင် coffee တောက်အောင်ပဲပေါ့လေနော်အလွန်အကျွံတော့မဟုတ်ပါဘူးတစ်နေ့ကို2 ခွက်ဖြစ်စေ3 ခွက်ဖြစ်စေပေါ့နော်အဲ့ဒါလောက်ပါနော်နောက်တစ်ခုက oat meal လေ oat meal ဆိုတာဂျုံပေါ့နော်ဂျုံနဲ့ပတ်သက်တဲ့quicker oats ဆိုဘာလို့လို့ oat စေပေါ့နော်သူတို့တွေက low fat food တွေဖြစ်တယ် low fat food တွေဖြစ်တဲ့အတွက်ကြောင့် rich in fiber အများကြီးပါတဲ့အပြင်တဲ့နော်သူ့မှာလည်း beta glucan နဲ့ပါတဲ့အတွက်ကြောင့်လည်း fight the inflammation and protect the liver လေ oat meal ဆိုတော့ကျွန်တော်တို့ဂျုံအုပ်စုတွေပေါ့နော် quicker oats လို့ဟာမျိုးလေးတွေပေါ့နော်အနှင်းတင်တယ်လို့စားပေးရမှာပေါ့နော်ဒါအသေးအတွက်ကောင်းတာ fruits and vegetables ဒါကတော့ rich in fiber help to protect the liver health ဒါကတော့fruit ဆိုတော့ပန်းသီးတို့တက်တော်သီးတို့ဒါမျိုးတွေပေါ့နော် vegetable ဆိုတော့အစိမ်းရောင်ဟင်းရွက်တွေဒါတွေကပုံမှန်ဘာပဲယောဂနဲ့မဆိုတဲ့တဲ့ပစ္စည်းတွေပေါ့နော်နောက်ပြီးတော့ fatty fish လေ fatty fish ကတော့ omega 3မြင့်ဆုံးပါတဲ့အတွက်ကြောင့် fatty အဆီများတဲ့ငါးတွေပေါ့နော်စားပေးရမယ်ဒါကလည်းဘာလဲဆို reducing the inflammation ပဲနော်အဲ့တော့ nuts တွေကတော့ဘာတွေလဲဆိုတော့ကျမတို့ဖယုံစည်းတို့ပါလဲပေါ့နေကြစည်းတို့ဒါတွေ vitamin E တွေအရန်များတာ nuts တော်များ vitamin E ပါတာလေဒီ vitamins E တွေကလည်း antioxidant တွေဖြစ်တဲ့အတွက်ကြောင့် prevent the liver cancer လေနော် liver cancer ကိုကာကွယ်ပေးနိုင်တယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီလောက်ကျွန်မပြောသွားတယ်ဆိုရင်ဘယ်လိုခေါ်လဲအချက်လက်တွေကတော့အတော်လေးစုံပါတယ်နောက်တစ်ခုက grapefruit ပေါ့ grapefruit ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကချင်ပြည်မှာရတာလေ grapefruit ဖြောတောက်တဲ့ဟာเนาะသူ့မှာကြာရင်လည်းတဲ့ antioxidant အများကြီးပါတဲ့အတွက်ကြောင့်လည်းသူလည်း reduce the inflammation grapefruit ကကျွန်တော်တို့အောက်ပြေအောက်ရမှာတော့ဝယ်ရခက်တယ်မြကြီးနားအထက်ပူတာအိုဘက်မှာတော့တော်တော်ပေါ်တယ်နောက်ဆုံးတစ်ခုကတော့ avocado เนาะထောပတ်တီကလူတိုင်းနဲ့တဲ့နော်ထောပတ်တီးက super food ထဲမှာပါတယ်နော်အဲ့ဒါ super food ဖြစ်တဲ့အတွက်ကြောင့် the good nutrients of the different vitamins and minerals တွေပါတယ်ထောပတ်တီးမှာimprove the overall health of the liver နဲ့နော်ဒါမှမဟုတ်ကျွန်မပြောတဲ့အစားအသောက်ဘယ်နှမျိုးရှိလဲ10မျိုးလောက်တော့ရှိတယ်ရှင်နော်အဲ့တော့ကျွန်မအနေနဲ့နော်ကျွန်မတို့အာရှလင်စီအကြောင်းလေးလည်းပြောပြချင်ပါသေးတယ်အာရှလင်စီကဘာလုပ်ပေးလဲပေါ့အာရှလင်စီကအသေး6ယောဂအပေါ်မှာဘာလုပ်ပေးလဲအဓိကအာရှလင်စီတွေကအဓိကနော်လင်စီမှာပါတဲ့ tryptophan နဲ့ polysaccharide 2မျိုးပေါ့ဒီ2မျိုးကဘာလုပ်ပေးတာလဲဆို hepatoprotective အသေးလေးမှာရှိတဲ့အစိတ်တောက်တွေကိုဘာလုပ်ပေးတာလဲဖယ်ထုတ်ပေးနိုင်တဲ့အာနိသင်ရှိတာနော်ကိုတစ်ခုစားလိုက်တဲ့အထဲမှာအစိတ်တောက်တစ်ခုပါလာတယ်နော်ဘလို့အစိတ်တွေလဲကျမတွေ့ဘူးတာတော့အသေး6တာလေဘီဘိုးကြောင့်လည်းမဟုတ်ဘူးစီဘိုးကြောင့်လည်းမဟုတ်ဘူးအရက်တောက်လို့လည်းမဟုတ်ဘူးမှုတ်တက်တာစားပြီးတော့အသေး6သွားတယ်မှုတ်တက်တဲ့ပစ္စည်းတွေကိုမလွတ်ပြည့်ရဖဲနဲ့နော်စားတာပေါ့နိုးစီမှုတ်တက်တော့ပါတော့အဲ့မျိုးတွေလေစားတာမမြင်ဘူးလေနော်မှုတ်တက်နေတာကိုမမြင်မဲနဲ့အဲ့ဒီမှုတွေနောက်ငရုတ်သီးကြောင့်မှုတ်တက်တို့မြေပဲဆန်တွေကြားထဲမှာမှုတ်တက်နေတာမသိပဲနဲ့ပေါ့နော်စားကြတာအဲ့ဒီလိုအစိတ်တောက်တွေကိုအသေးကတော့အတက်နိုင်ဆုံးတော့ခြေဖြတ်ပေးတယ်ရှင့်အဲ့တော့အဓိကလင်စီးမှာပါတဲ့ tryptophan နဲ့နော် polysaccharide ဒီ2မျိုးက hepatoprotective အာနိသင်ရှိတယ်နော်အခြားအာနိသင်တွေအများကြီးရှိတယ်နော် antioxidant အာနိသင်တို့ anti tumor anti aging ဟုတ်လား anti liver fibrosis ခုနပြောတဲ့ liver fibrosis or cirrhosis
ဒီ cirrhosis မဖြစ်အောင်လဲကာကွယ်ပေးနိုင်တဲ့အာနိသင်ရှိတယ်ဘာတွေကလဲဆိုတော့ tridapine ဆဲ polysaccharide တွေ sterols တွေ peptide တွေ polysaccharide peptide ဆိုတဲ့ဓာတ်တွေရာတဲ့နော် immunomodulation အာနိသင် antimicrobial အာနိသင်ရှိပါတယ်တဲ့နော်အဓိကတော့လေ anti liver fibrotic effect ရှိတာလေနော်အသေးချောက်နေတဲ့ဟာကိုဘယ်လိုခေါ်လဲဒီ scar tissue တွေကိုပြန်ပြီးတော့ကောင်းအောင်လို့လုပ်ပေးနိုင်တဲ့အာနိသင်ဟာလေ tridapine နဲ့ polysaccharide နှစ်မျိုးစလုံးပါလေရှိတယ်တဲ့နော်အဲ့တော့ multiple hepatoprotective အာနိသင်ကလည်းဘယ်ပေါ်မှာရှိလဲဆို viral hepatitis ပေါ်မှာရှိတယ် autoimmune hepatitis ပေါ်မှာလည်းရှိတယ် non alcoholic fatty liver disease တွေပေါ်မှာလည်းရှိတယ် hepatitis B ပေါ်မှာလည်းရှိတယ် fibrosis ပေါ်မှာလည်းရှိတယ် cholestatic liver disease တွေပေါ်မှာလည်းရှိပါတယ်တဲ့เนาะ multiple hepatoprotective benefit လို့ခေါ်တာပေါ့เนาะနောက်တစ်ချက်ကကြတော့ Ganoderma lucidum မြ alcohol induced hepatitis fibrosis ပေါ်မှာတဲ့เนาะ protective effect ရှိပါတယ်တဲ့ alcohol ကအရက်ကပေါ့เนาะ10ကနေ35ရာခိုင်နှုန်းအထိအသေးရောက်နိုင်တုံးရှိတယ်เนาะ10% ကတော့ cirrhosis ဖြစ်သွားတာအရက်တောက်တဲ့လူတွေမှာเนาะ10 to 35% က hepatitis alcoholic hepatitis အရင်ဖြစ်တယ်ပြီးတော့သူတို့ထဲက 10% လောက်ကအသေးချောက်တဲ့အဆင့်ကိုရောက်သွားတာเนาะအဲ့တော့ကျွန်မပြောချင်တာကဘာလဲဆိုတော့အဲ့ဒီ Ganoderma lucidum မှာခုနပြောတဲ့ tridapine တော့ polysaccharide တော့အဲ့ဒီနှစ်မျိုးစလုံးမှာနောက်အရေးကြီးတဲ့အာနိသင်ကဘာလဲဆိုတော့hypolipidemic အာနိသင်เนาะ hypolipidemic အာနိသင်ဆိုကျွန်တော်တို့ total cholesterol ချပေးတယ်เนาะ LDL ဆိုတဲ့ဓာတ်ကိုလည်းချပေးတယ်ကျွန်တော်တို့ triglyceride ဆိုတဲ့ဓာတ်ကိုလည်းချပေးတယ်အာနိသင်ရှိတယ်နောက် liver enzyme တွေဖြစ်တဲ့เนาะblood test လုပ်လိုက်လို့ရှိရင် liver enzyme တွေ ALT AST ဟာ alkaline phosphatase အဲ့ဒါတွေကိုလည်းချပေးနိုင်တဲ့အာနိသင်ရှိပါတယ်တဲ့เนาะအဲ့တော့ကျွန်တော်တို့လင်စည်းကိုကျမကြီးထိန်းနှုံးတဲ့စားထားတဲ့လူတွေဆိုလို့ရှိရင်အ ਨੇ ဆုံးတော့အသေးကိုဘာဖြစ်လဲကာကွယ်ပေးတဲ့အာနိသင်ရှိတယ်เนาะအစိတ်တောက်တွေတစ်ခုခုเนาะဆေးအစိတ်ပဲဖြစ်ဖြစ်ကျွန်မခုနပြောတဲ့မှုတက်တဲ့အစိတ်တွေပဲဖြစ်ဖြစ်ဟလားအစားတောက်အစိတ်တွေအစားတောက်ထဲမှာပါတဲ့အစိတ်တောက်တွေပဲဖြစ်ဖြစ်အဲ့ဒါတွေကိုကျွန်တော်တို့လင်စည်းကnon hepatoprotective အာနိသင်ရှိတယ်အစိတ်တောက်တွေကိုဖယ်ရှားရှင်းလင်းပေးနိုင်တဲ့အာနိသင်ရှိတယ်အဲ့တော့ကျွန်မအနေနဲ့မေကွန်းကတိတ်တော့မရှိဘူးရှင်မေကွန်းကမင်္ဂလာပါဒေါက်တာလေအသေး6ယောဂကြိုတင်ကာကွယ်လို့ရပါသလားလေကျွန်တော်ကတော့ပြောသွားတဲ့အတိုင်းဆိုလို့ရှိရင်တော့အရက်မတောက်လို့ရှိရင်ကြိုတင်ကာကွယ်လို့ရတာပေါ့နော်ကိုကအရက်တောက်မယ်ဆိုလို့ရှိရင်တော့အရက်တောက်တာရဲ့နောက်ဆက်တွဲရပါလဲဆိုတော့အသေး6เนาะအသေးရောင်အသေး6ကိုเนาะအသေး6ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ဘက်ကကာကွယ်ခြင်းရတယ်ကြိုတင်ကာကွယ်လို့ရနောက်ပြီးတော့ကျွန်မခုနပြောတဲ့စားတောက်နေထိုင်တာတွေပြုပြင်ပြီးတော့ကိုကနေထိုင်မယ်เนาะကျွန်မပြောသလိုစားကြစားမိတ်ဆိုလို့ရှိရင်เนาะအသေးအတွက်ကောင်းစေတဲ့ healthy food တွေကိုစားမယ်ဆိုလို့ရှိရင်ဒီအသေး6မဖြစ်သွားအောင်ကာကွယ်လို့ရတာပေါ့အဓိကအရက်ဖြတ်ရမှာပေါ့ကျွန်မပြောချင်တာเนาะနောက်တစ်ချက်ကဘီဘိုးစီဘိုးပေါ့เนาะဘီဘိုးစီဘိုးဆိုလို့ရှိရင်လည်းကို့မှာစီဘိုးရှိရင်စီဘိုးတက်စီစားကို့မှာဘီဘိုးရှိနေပြီဆိုလဲ antiviral ဆေးကိုဘဝတသက်တာတောက်အောင်ဒီ antiviral ဆေးကိုတောက်ချင်းဖြင့်ဒီ cirrhosis မဖြစ်အောင်ကာကွယ်ပေးရပဲအဲ့ဒါလူတွေကလေဟိုလွဲမားတဲ့အတွေးကောပေါ့เนาะဒီဘီဘိုးတက်ဆေးကြီးတော့ဘီဘိုးကတက်ဆေးမဟုတ်ထိန်းဆေးလို့ခေါ်တယ် Dinover တို့ Dinofover အဲ့ဒီဆေးတွေကထိန်းဆေးကဘဝတသက်တာတော့တောက်တနေ့မှတစ်လုံးနဲ့တောက်ပါလားရှင်အများကြီးတောက်ရတာမဟုတ်ဘူးเนาะတချို့လူတွေကမသိတော့လေမတောက်ကြအောင်တောက်ထားခြင်းအပြင်အသေး6မဖြစ်အောင်အသေးကင်ဆာမဖြစ်အောင်ကာကွယ်တယ်အသေးစီပိုးရှိတယ်ဆိုလို့ရှိရင်အသေးစီပိုးတက်စီစောက်စားเนาะအဲ့ဒါကအသေးမ6သေးဘူးဆိုရင်3လစားစီပိုးရှိကို့မှာစီပိုးရှိနေဆိုရင်ကို့မှာ early cirrhosis တို့ဘာလို့ cirrhosis sign တွေရှိနေပြီဆိုလို့ရှိရင်6လစားเนาะအဲ့တော့ကြိုတင်ကာကွယ်လို့ရလားဆိုရတာပေါ့เนาะကိုမကောင်းတာတွေမလုပ်ဘူးဆိုကာကွယ်လို့ရတာပေါ့အသေးကိုเนาะ
နောက်တစ်ခုကဘယ်လိုကာကွယ်ရပါမလဲရှင်ကျွန်မခုနပြောပြီးပြီနော်ယောဂဖြစ်လာရင်လင်စည်းပိုလဲစားသုံးမယ်ဆိုရင်အင်္ဂလိပ်စေတွဲစားလို့ရတာပေါ့အင်္ဂလိပ်စေကတော့တောက်လျှောက်တွဲစားနေရမှာအဓိကတော့ဟိုပါပေါ့ဖောနေတယ်ပါတယ်ဆိုလို့ရှိရင်လည်းနော်အသေးအားစေးတွေသူတို့ပေးတယ်ဘယ်လိုစီးစေးတွေပေးမယ်နော်ဖောတာတွေရောင်တာတွေဟဟလားရေဖြင်းဆွဲတာတွေကြအောင်လို့နော်အများကြီးပါဒါ treatment ရတော့နော်အသေးအားစေးတွေလည်းထောက်ပံ့ပေးပြီးတော့အင်္ဂလိပ်စေကိုတွဲစားလို့ရတယ်နော်သူကဘယ်နှုံးနဲ့စားရမလဲရှင်တဲ့လင်စည်းကိုပြောတာပေါ့နော်တွဲရင်ရောလေဘယ်နှုံးစားအင်္ဂလိပ်စေတွဲရင်ရောဘယ်နှုံးနဲ့စားရမလဲအင်္ဂလိပ်စေမတွဲရင်ရောရသလားရှင်အင်္ဂလိပ်စေမတွဲရင်တော့မရဘူးဟောနေတာကြီးကိုဒီတိုင်းပဲငုတ်တုတ်ထိုင်ကြည့်နေလို့မရဘူးဘာလို့ရမလဲစီစိတ်ထိုးတာတို့စီစိတ်သွင်းတာတို့ဒါမျိုးတွေလုပ်ရမှာเนาะစီစိတ်စားတာတို့လုပ်ရမှာပေါ့အင်္ဂလိပ်စေမတွဲပဲနဲ့ဒီတိုင်းပဲစားမယ်တော့ very high တို့စားရမှာသိမ့်သိကြဘူးเนาะအင်္ဂလိပ်စေက supported treatment လို့ပေးပါတယ်เนาะတကယ်ကိုကုသတဲ့နေရာမှာလူနာဘက်ကလည်းတက်တာဖြစ်မယ်တွဲစားရင်တွဲရင်ရောဘယ်နှုံးနဲ့စားရမလဲတွဲစားမယ်ဆိုရင်တော့30အထက်စားရမှာအနည်းဆုံး30ပေါ့เนาะ10လုံးအလုံး20 3ချိန်ပေါ့เนาะဒါတွဲစားမယ်ဆိုရင်မှတ်ချက်လဲဘီဘိုးစီဘိုးမရှိပါလေဘီဘိုးစီဘိုးမရှိရင်အရက်တော့မတော့တော့ကျွန်တော်မသိဘူးเนาะဒီဒါပဲစဉ်းစားလို့ရတာလीဗမာပြည်မှာเนาะအဲ့တော့ကာကွယ်လို့ရတယ်เนาะအင်္ဂလိပ်စေမတွဲပဲနဲ့ဆိုရင်တော့ကျွန်တော်တို့ဘက်ကတော့လက်မခံဘူးရှင်เนาะအင်္ဂလိပ်စေတွဲစားဖို့အကြံဉာဏ်ပြုပါတယ်ကျွန်မဘက်ကတော့เนาะအင်္ဂလိပ်အသေးထုခုဆရာဝန်နဲ့တေးသေးချာချာအာဟာရရှိတာစားမှာပေါ့เนาะဟိုတလောကအသေးထုခုဆရာဝန်တယောက်ကပြောတယ်ဘာအမြဲတမ်းစားရမလဲတဲ့ကြက်ဥပြုတ်3လုံးစားလားဆရာကြီးပြောတော့ကျွန်မကြားလိုက်တယ်ရှင်เนาะအာဟာရလည်းလိုသေးတာเนาะအသေးမကောင်းဘူးဆိုဖြစ်သွားတဲ့ကိစ္စတွေကအများကြီးပဲလေမြန်လဲမြန်တယ်လေเนาะသေတာလည်းမြန်တယ်เนาะကျွန်မခုနပြောရှေ့မှာအခြေခံပြီးပြောတာလူငယ်တယောက်ကိုကျွန်မတွေ့တာကျွန်မလည်းတွေ့ပြီး3ပတ်ကြာမှသေသွားတာဘယ်လောက်မြန်လဲဆိုတာအသေးကနော်6လခံမယ်လို့3လခံတယ်အလကားပြောတယ်6လလည်းမခံဘူး3လလည်းမခံဘူးနော်3ပတ်အကြာမှာအဲ့ကလေးမရှိတော့နော်အဲ့ဒါကြောင့်မလို့အသေး6ယောဂမဖြစ်အောင်နော်အရက်တောက်တာတွေရှော့ရမယ်နော်regular drinking တွေကို social drinking ဖြစ်အောင်လုပ်ရမယ်အပျော်တော့အလှတောက်ပေါ့လေပြောချင်တာနောက်တစ်ခုကကိုလည်းလှုပ်ရှားလုပ်ရမယ် balance diet စားမယ်အသေးနဲ့တဲ့အောင်အေးရောအေးရမယ်အသေးနဲ့တဲ့အောင်နေရမယ်ပေါ့နော်နောက်မေကုန်းတစ်ခုပါနောက်မေကုန်းတစ်ခုပြီးရင်တော့ပြီးပါပြီဒေါက်တာရှင်းတယ်ကျွန်မဒူမလေးကအသက်38နှစ်ရှိပါပြီလင်စီတစ်ပိုလာနှစ်ကိုတောက်သုံးတာ9နှစ်ခန့်ရှိပါပြီငယ်ငယ်ကလေးကချူကြပါတယ်တဲ့အလုပ်လည်းအရန်စူးစမ်းသူပါသူတာဝန်ယူထားတဲ့မိသားစုတာဝန်တွေကလည်းများပါတယ်ခုတလောကျမ်းမာရေးဆက်လိုက်တော့เนาะအရေးပြားလေးဘက်နာအဆက်လီလို့သိရပါတယ်ဓာတ်စာစားတဲ့နဲ့နှုံးကိုသိကျင်ပါတယ်တဲ့တခြားကိုတွေ့များလဲလေ့လာထားလို့သိထားတာတွေလည်းရှိပါတယ်ဝင်ငွေအခြေအနေရလင်စည်းနဲ့ပိုလန်နှုံးမီအောင်မသုံးနိုင်ခဲ့ရင်ဘလို့ဆက်လုပ်တဲ့တယ်လဲသိကျင်ပါတယ်အင်္ဂလိပ်စေတွဲသုံးရင်ကောအစင်ပြေထိရောက်မှုရှိလားရှင့်ကျေးဇူးတင်ပါတယ်ဒေါက်တာတဲ့ကျမတို့လင်စည်းမစားဘဲနဲ့เนาะအဆက်လေးကိုကုသနေတဲ့လူတွေအများကြီးရှိတယ်เนาะလင်စည်းစားမရဲ့လို့ကျွန်မပြောတာမဟုတ်ပါဘူးเนาะအဲ့တော့ तू ကဝင်ငွေရမကောင်းဘူးတဲ့အဲ့တော့လင်စည်းကိုနှုံးမိမိမစားနိုင်ဘူး तू စားတာ1 2ပဲ1 2ကကုသတဲ့နှုံးမဟုတ်ဘူးဘာနှုံးလဲကျမကြီးထိန်နှုံးအဆက်လေးကယောဂအကြီးထဲမှာပါတယ်ယောဂအကြီးထဲမှာပါတဲ့เนาะအဆက်လေးတို့ယောဂမျိုးဆိုရင်ကျမတို့ကနော်30အထက်30နဲ့60ကြာတာအာရှလင်စည်းကိုစားရမှာနော်တနေ့ကို30ဆို10လုံး10 20 3ချိန်အနည်းဆုံးစားသူမစားနိုင်ဘူးဆိုလို့ရှိရင်နော်ဒါသူ့ဘက်ကအခြေအနေတစ်ခုပေါ့အင်္ဂလိပ်စေးကတော့တွဲကိုသုံးအောင်သူကပြပြန်စလုံးတွဲရမယ်နော်တော့အဆက်လေးတွေကပြန်စလုံးတွဲကိုတွဲရမယ်နောက်ပိုင်းမှာဒီပြန်စလုံးကလင်စည်းနဲ့တွဲစားလို့ရှိရင်ဒီပြန်စလုံးကနှုံးတစ်ဖြည်းဖြည်းရော့သွားတာပေါ့လေကျမတို့ rheumatoid arthritis ဒါ autoimmune disease တွေ SLE တို့ rheumatoid arthritis ဆိုတာ autoimmune တွေ autoimmune ယောဂါတွေဖြစ်တဲ့အတွက်ကြောင့် high dose စား high dose ဆိုတော့30နဲ့အထက်เนาะသူကအဆင်မပြေဘူးတဲ့ဝင်ငွေရအဆင်မပြေဘူးတဲ့အဲ့ဒါတော့သူ့အပိုင်းမှာเนาะနီးလန်းတော့ရှားမှာပေါ့เนาะအင်္ဂလိပ်စိမ်းနဲ့တွဲစားရင်အဆင်ပြေထိရောက်သလားတဲ့
အင်္ဂလိပ်စိနဲ့တွဲကိုတွဲရကျွန်တော်လင်စီတစ်မျိုးလေးကျွန်တော်ဘဒူးအောင်ကျွန်တော်မကြွေးအင်္ဂလိပ်စိနဲ့တွဲကိုတွဲဒါအဆက်ပြီးဆိုယောဂအကြီးအချိန်မီသူတို့ကကြက်ကလည်းပြတ်သွားနိုင်တယ်အရေးပြားလည်းတစ်ခွက်ရောက်သွားနိုင်တယ်เนาะသွေးစနစ်တွေလည်းထိခိုက်သွားနိုင်တယ်เนาะ SLE plus leukemia SLE plus renal failure SLE plus so many things เนาะအဲ့တော့ကျွန်မပြောချင်တာ SLE နဲ့ပတ်သက်ပြီးတော့เนาะနောက်ထပ်တွဲပြီးတော့ဖြစ်တဲ့ယောဂတွေကအများကြီးပဲဒါကြောင့်မို့အင်္ဂလိပ်စိကိုတွဲကိုတွဲရ present စလုံးမစားကျင်လို့မရဘူးเนาะတွဲပြီးတော့မှ tail of flow လုတ်ပေးမှာပါဆရာတို့တမားတော်တွေကเนาะ SLE တမားတွေเนาะအဲ့တော့ကျမအနေနဲ့ပေါ့เนาะလင်စီရဲ့နှုံးကဘလောက်လဲလို့သူမေးတဲ့အတွက်ကျမဘက်ကဖြေတာဖြစ်ပါတယ်เนาะစားနိုင်ခြင်းမစားနိုင်ခြင်းကကာယကံရှင်ရဲ့အပိုင်းဖြစ်တယ်เนาะစားရမယ်စားမှအသက်ရှည်ရှည်เนาะအင်္ဂလိပ်စိနဲ့တွဲစားမှအသက်ရှည်ရှည်အသက်ကိုဆန့်လို့ရမှာပေါ့เนาะSLE ကဒီ control တစ်ခုရသွားပြီဆိုလို့ရှိရင်ဒီ planet စလုံးလည်းနည်းနည်းဆရာဝန်တွေကတမားတော်တွေက short ပေးပါလေเนาะဘာမှအင်္ဂလိပ်စိမသုံးမဲ့နဲ့လင်စီတစ်မျိုးတည်းတော့ကျွန်မဘယ်တော့မှမသိပါဘူးဘယ်သူမှเนาะလင်စီပဲစားအင်္ဂလိပ်စိမစားနဲ့ဆိုတဲ့စကားကျွန်တော်ဘယ်တော့မှမသုံးဘူးเนาะအင်္ဂလိပ်စိကိုတွဲစားရမယ်အဲ့ဒါမှအသက်ရှည်မှာအင်္ဂလိပ်စိတွဲမစားရင်တော့မြန်အသက်တူမှာပဲဘာယောဂပဲဖြစ်ဖြစ်เนาะဒါအော်တိုအီမြူးဖြစ်တယ်ယောဂကြီးဖြစ်တယ်เนาะအချိန်မရွေးเนาะနေအောင်ကြီးထဲမှာဖြတ်သွားရုံနဲ့တောင်မှဒီသူ့ရဲ့ခန္ဓာကိုယ်ထဲမှာအများကြီးเนาะပျက်စီးမှုတွေဖြစ်တာနေအောင်ကြီးအောက်ကိုသွားလို့မရအောင်အဆက်လေးတွေကเนาะသူတို့အိမ်တွေမှာဆိုရင်အစိမ်းရောင်လိုက်ကာတွေပါတွေလှုပ်ထားတာနေအောင်နဲ့သူတို့ကလုံးဝမရအောင်เนาะဒါကြောင့်မလို့ကျွန်မပြောချင်တာယောဂအကြီးတွေလင်ကြီးစားတဲ့အခါကျရင်เนาะတွဲစားပါဟိုက်တို့စားရမယ်เนาะအင်္ဂလိပ်ဆရာတမားတော်စီကိုသွားเนาะကျေးဇူးတင်ပါတယ်ဒီတစ်ပတ်မှာမေကွန်းကနှစ်ခုလေပါเนาะအခြားနယ်တနယ်ကမေးထားတာတော့ကျွန်မတိုက်ရိုက်ပဲဖြေပါမယ်အခုလို့ပေါ့เนาะနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မရှင်းတဲ့အချက်တွေရှိတယ်ဒါအသေးချောင်းယောဂနဲ့ပတ်သက်ပြီးမေးချင်သေးတယ်ပြောချင်သေးတယ်ဆိုလဲကျွန်မဖုန်းဆက်သွယ်ပြီးပြောလို့ရပါတယ်ဒေါက်တာခိုင်ခိုင်သက်ဆိုကျေးဇူးတင်ပါတယ်เนาะဒေါ်နီလာအောင်လည်းကျေးဇူးတင်ပါတယ်မိုးယူပါမိုးလည်းကျေးဇူးတင်ပါတယ်ဦးထုကိုမောင်ကျေးဇူးတင်ပါတယ်เนาะမယူမော်လည်းကျေးဇူးတင်ပါတယ်အားလုံးပေါ့เนาะအေးချမ်းချမ်းရှိပါစေเนาะကျမတို့တွေရေဘေးကယ်ဆယ်ရေးကျမတက်ကုန်းကိုကျမလွန်ခဲ့တဲ့2ပတ်လောက်ကကျမသွားတယ်ရှင်အဲ့မှာရှိုင်းဟုတ်ကဒေါ်တင်မိုးနဲ့ကျမမတွေ့ခဲ့ရပါဘူးဒေါ်တင်မိုးကအမေရိကန်မှာပါเนาะအဲ့တော့ဘာပဲဖြစ်ဖြစ်ရေဘေးကိစ္စတွေဖြစ်တဲ့အခါမှာအားလုံးပေါ့เนาะဝိုင်းဝန်းကြတဲ့လူတွေအားလုံးလည်းကျမကျေးဇူးတင်တယ်เนาะအားလုံးစိတ်အေးချမ်းချမ်းရှိပါစေကိုကျမ်းမာရေးကိုထိမ့်သိမ့်နိုင်စောင့်ရှောက်နိုင်တဲ့လူဖြစ်ပါစေကိုစောင့်ရှောက်ဖို့အရန်အရေးကြီးပါတယ်သူများတော့တော့ဂရုမစိုက်ပါနဲ့ကိုပဲဂရုစိုက်ပါကိုကျမ်းမာရေးကိုဂရုစိုက်ပြီးတော့ထိမ့်သိမ့်စောင့်ရှောက်နိုင်ကြပါစေစိတ်နှလုံးအေးချမ်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်เนาะ